အီရန်နဲ့အမေရိကန်ရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာအခုဆိုရင်စစ်တုရင်ခုံပေါ်ကကစားပွဲထက်ပိုပြီးပြင်းထန်လာပါတယ်။စာဖတ်သူတွေစိတ်ဝင်စားသွားအောင်ဒီပရိပက္ခရဲ့အမှောင်ဖုံးနေတဲ့ကဏ္ဍတွေနဲ့ကဘာကြီးကိုတုံ့လုံးစေမဲ့အချက်တွေကိုနောက်ထပ်အကျယ်တဝင့်ခွဲခြမ်းစိတ်ဖြာပြပေးပါမယ်။ The Ring of Fire အီရန်ရဲ့မီးဝိုင်းဗျူဟာအီရန်ဟာအမေရိကန်ကိုတိုက်ရိုက်မတိုက်ပဲအစ္စရေးနဲ့အမေရိကန်စခန်းတွေကိုဝိုင်းပတ်ထားတဲ့မီးကွင်း Ring of Fire တစ်ခုကိုတည်ဆောက်ထားပါတယ်။လက်နက်ကင်ကွန်ရက်လက်ဘနွန်က Hezbollah ဂါဇာက Hamas ယီမင်က Houthi နဲ့အီရတ်ဆီးရီးယားကလက်နက်ကင်အဖွဲ့တွေကိုအီရန်ကဒုံးကျည်နဲ့နည်းပညာတွေထောက်ပံ့ထားပါတယ်။ဗျူဟာမြောက်အသာစီးအမေရိကန်ကအီရန်ကိုတစ်ချက်ပစ်ရင်အီရန်ကဒီအဖွဲ့တွေကိုသုံးပြီးနေရာစုံကနေပြန်တိုက်ခိုက်ခိုင်းမှာပါ။ဒါဟာအမေရိကန်တပ်တွေကိုစစ်မျက်နှာအနှံ့မှာလူသူလက်နက်ပြန့်ကျဲသွားအောင်လုပ်တဲ့အင်အားကြီးနေစေမဲ့ဗျူဟာဖြစ်ပါတယ်။နှစ် Underground Cities မြေအောက်ကဒုံးကျည်မြို့တော်များအီရန်ဟာသူတို့ရဲ့ဒုံးကျည်စနစ်တွေကိုကောင်းကင်ကနေမမြင်နိုင်အောင်တောင်တန်းကြီးတွေရဲ့အောက်ပေထောင်ချီနေတဲ့နေရာတွေမှာမြေအောက်မြို့တော်များအဖြစ်တည်ဆောက်ထားပါတယ်။ Penetration resistant ဒီစခန်းတွေဟာအမေရိကန်ရဲ့ Bunker Buster မြေအောက်ဖောက်ထွင်းပုံတွေတောင်မဖျက်ဆီးနိုင်တဲ့အနက်မှာရှိနေပါတယ်။ Quick launch တိုက်ပွဲဖြစ်လာရင်ဒီမြေအောက်ဥမင်တွေထဲကနေဒုံးကျည်တွေကိုမိနစ်ပိုင်းအတွင်းအပြင်ထုတ်ပြီးပြစ်လွတ်နိုင်တဲ့စနစ်တွေကိုအဆင့်မြင့်ထားတာကြောင့်အမေရိကန်အတွက်ကြိုတင်ကာကွယ်ဖို့အတော်လေးခက်ခဲစေပါတယ်။ 3. Economic Energy Shock ကမ္ဘာစီးပွားရေးရဲ့လေပင်အမေရိကန်နဲ့အီရန်စစ်ပွဲဟာတနက်တန်ထက်စီစည်းနှုန်းနဲ့ကဘာကြီးကိုအရင်ဒူးထောက်စေနိုင်ပါတယ်။ရေနံလမ်းကြောင်းအီရန်က Hormuz ရေလက်ကြားမှာရေအောက်မိုင်းတွေထောင်တာဒါမှမဟုတ်သင်္ဘောတွေကိုပိတ်ဆို့လိုက်တာမျိုးလုပ်ရင်ကမ္ဘာရေနံဈေးကတနေ့ချင်းမှာတင်2ဆ3ဆခုန်တက်သွားနိုင်ပါတယ်။ Global Impact ဒါဟာအမေရိကန်ပြည်တွင်းမှာတင်မကပဲတကမ္ဘာလုံးကကုန်စည်နှုန်းတွေကိုကမောက်ကမဖြစ်သွားစေမှာပါ။ဒီအချက်ကပဲအမေရိကန်ကိုအီရန်အပေါ်အလုံးရင်းနဲ့စစ်မတိုက်နိုင်အောင်တားဆီးထားတဲ့စီးပွားရေးအရာအကာအကွယ်ဖြစ်နေပါတယ်။ 4. The Space Satellite Frontier အာကာသစစ်မျက်နှာ2026ခုနှစ်မှာအီရန်ဟာသူတို့ရဲ့ကိုယ်ပိုင်စစ်ပတ်သုံးဂြိုဟ်တုတွေကိုပတ်လန်းထဲပို့ထားနိုင်ပြီဖြစ်ပါတယ်။ Surveillance အရင်ကအမေရိကန်ကပဲအပေါ်စီးကနေကြည့်နိုင်ခဲ့ပေမဲ့အခုတော့အီရန်ကလည်းအမေရိကန်ရဲ့သင်္ဘောအုပ်စုတွေဘယ်နားမှာရှိနေလဲဆိုတာကိုအာကာသကနေစောင့်ကြည့်နေနိုင်ပါပြီ။ Precision ဒီဂြိုဟ်တုတွေကြောင့်အီရန်ရဲ့ဒုံးကျည်တွေဟာပိုပြီးတိကျလာပါတယ်။အရင်ကမီတာရာကနန်းလွဲချော်နိုင်ပေမဲ့အခုတော့ပြစ်မှတ်ကိုစင်တီမီတာအဆင့်ထိတိတိကျကျထိမှန်အောင်လုပ်လာနိုင်တာကအမေရိကန်အတွက်ကြီးမားတဲ့ချိန်ချောက်မှုပါအနာဂတ်အတွက်ဖြစ်နိုင်ခြေများ scenarios Limited strikes နျူကလ িয়ার စက်ရုံတွေကိုပဲအစ္စရေးနဲ့အမေရိကန်ကလေကြောင်းကနေခွဲစိတ်ကူးသလို surgical strike ဝင်တိုက်တာမျိုးဖြစ်နိုင်ပါတယ်နဲ့ All out war ဒါကတော့အဆိုးဆုံးအခြေအနေပါအရှေ့အလယ်ပိုင်းတစ်ခုလုံးမီးဟုန်းဟုန်းတောက်ပြီးရုရှားနဲ့တရုတ်ပါဒီပရိပက္ခတွေပါဝင်ပတ်သက်လာနိုင်ပါတယ်။ 3. New Deal စစ်ဖြစ်ခါနီးမှနောက်ဆုံးမိနစ်သဘောတူညီချက်အသစ်2015နျူကလ িয়ার သဘောတူညီချက်ထက်ပိုပြင်းထန်တဲ့အချက်တွေနဲ့ချုပ်ဆိုပြီးတင်းမာမှုလျှော့ချတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီပွဲမှာအနိုင်ရသူမရှိနိုင်ပဲဘသူကပိုပြီးအထိနာမလဲဆိုတာပဲရှိပါလိမ့်မယ်။